ဝန်ကြီးခဏစကားပြောလို့ရမလားဟုတ်ကဲ့ဟုတ်ဟွာပါတိတိမကဟိုတာဝန်ရှိလူတွေကဒီတောင်ဆန်းစုကြည်နဲ့ဗီဒီယိုခေါ်လောက်ဖို့ဟာခါလာခိုင်းတယ်လို့သတင်းကြတော့လေဟုတ်ကဲ့အမိုင်များဟုတ်လားဆိုသိချင်လို့အဲ့ဒီကိုဗစ်နဲ့ဆိုင်ရာလေးနည်းနည်းပြောဖို့အတွက်အဲ့ဒီတကယ်အဲ့ဒီနေရာမှာကျွန်တော်လည်းဖြစ်နေတော့လေကျွန်တော်လည်းခေါ်တာဟုတ်ပါတယ်ခင်ဗျဟုတ်ဘယ်နှစ်ယောက်လောက်ခေါ်ထားလဲသိလို့ရမလားလောလောဆယ်တော့အဲ့ဒီဆရာဝန်ဆေးရုံတောင်ကဆရာဝန်ရဲ့ဆရာမရဲ့နောက်ပြီးတော့ဒီတော့ချိုးမှုပေါ့နော်အဲ့ဒါဒီခေါ်ထားတယ်ဗျဒီဖက်ကနေနည်းနည်းအဲ့လိုပြောနေကြတဲ့ဟာတွေစူရင်ဆရာဒီပါဒီဖြစ်တယ်ပိုင်းကပြောကြတော့လေဗာများပြောချင်များထိုင်များရှိမလားမသိဟိုတင်နေဟိုအကားရကုတ်တီမှာဟိုဗီဒီယိုကောပြောနေတယ်လို့ပဲပေါ့ကျွန်တော်ဖက်ကလည်းအဲ့ဒီမေးတာရှိပဲဒီလာအချက်ဒီမှာငွေပြောပြရင်ပေါ့နော်ဟိုပြည်နေဆွေရရုံးမှာလောက်ဖြစ်မလားဟုတ်တယ်ခင်ဗျာပါတယ်ဟိုဒီနေ့မနေ့ပြန်လားဘယ်တော့မနေ့ပြန်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါဦးကြီးတရားဟုတ်ကဲ့တော့ပါပြီတော့